ဒုတိယကမ္ဘာစစ်ကြီးရဲ့အရှိန်အဟုန်အပြင်းထန်ဆုံးအချိန်ဂျပန်တို့ဟာမြန်မာပြည်တန်ဖြူစရက်အနေရိုးရီးယားနယ်စပ်ကိုဖျက်ပြီးအင်ဒိုချိုင်းနာအထိဆက်သွယ်မဲ့ရထားလမ်းတစ်ခုကိုအကောင့်အထည်ဖော်ခဲ့ပါတယ်။ဒါဟာစစ်ရေးဗျူဟာအရာဖောက်လုပ်ခဲ့တဲ့အရေးပါလာတဲ့လမ်းပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီဗျူဟာရဲ့နောက်ွယ်မှာတော့စစ်သုံးပန်းတွေနဲ့မြန်မာပြည်ကချွေးတပ်သားပေါင်းများစွာရဲ့ဘဝတွေကိုစတေးကြရတော့မှာဖြစ်ပါတယ်။ဒီလမ်းပိုင်းဟာတမိုင်းမှာဘယ်တော့မှမမေ့နိုင်မဲ့တေမင်းတမန်ရထားလမ်းရဲ့အစပဲဖြစ်ပါတော့တယ်။ဒီလမ်းကိုအမြန်ပြီးစီးဖို့အတွက် British တို့ခင်းထားခဲ့တဲ့မြန်မာပြည်တွင်းကရထားတန်လမ်းမိုင်ပေါင်း300ခန့်ကိုဂျပန်တို့ကအတင်းအဓမ္မဖြုတ်ယူအသုံးပြုခဲ့ကြပါတယ်။ဒါဟာလမ်းပန်းဆက်တွေရဲ့အဆောက်အဦတွေကိုဖျက်ဆီးပြီးစစ်ရေးအတွက်အရင်အမြန်အထုံးချခဲ့တဲ့တမိုင်းဝင်အထောက်အထားတစ်ခုပဲဖြစ်ပါတယ်။တောတောင်ထူထပ်ပြီးငှက်ဖျားယောဂါထူပြောတဲ့နေမြေစေဝါရှားပါမှုနဲ့နားကျင်မရှိတဲ့လှုပ်အားခေါင်းပုံဖြတ်မှုတွေကြားမှာလူပေါင်းများစွာရဲ့အသက်တွေဟာဒီတောနက်ထဲမှာမြေခခဲ့ရပါတယ်။လမ်းပိုင်းပြီးဆုံးသွားချိန်မှာတော့မူလရည်ရွယ်ချက်တွေပျောက်ဆုံးပြီးပျက်စီးဆုံးရှုံးမှုတွေသာအဖတ်တင်ခဲ့ပါတော့တယ်။ဒါဟာလူသားတွေရဲ့အသက်ပေါင်းများစွာနဲ့ခင်းချင်းခဲ့ရရင်တမိုင်းရဲ့အမာရွတ်တစ်ခုပါပဲ။မိုင်ပေါင်း250ကျော်ရှည်လျားတဲ့ဒီလမ်းပိုင်းမှာကဘာကျော်တဲ့ကွေးမြစ်ကူးတရားကြီးလည်းပါဝင်ပါတယ်။ဒီတရားဟာစစ်ဗျူဟာအရာရောအင်ဂျင်နီယာအတတ်ပညာအရာပါထူးခြားလာတဲ့ပြယူတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒီခိုင်ခန့်လှတဲ့တရားကြီးဟာစစ်သုံးပန်းတွေနဲ့တိုင်းရင်းသားတွေရဲ့ချွေးနဲ့သွေးပေါင်းများစွာနဲ့တည်ဆောက်ခဲ့ရတာပါ။တရားဒဇင်ရဲ့အောက်မှာလူသားပေါင်းဘလောက်များများရဲ့အသက်တွေမြေခခဲ့ရတယ်လဲဆိုတာတမိုင်းကသာတက်သေးခံနေပါလိမ့်မယ်။အလုတ်သမားလူအချက်ကြောင့်ဂျပန်တို့ဟာမြန်မာအစိုးရကိုဖိအားပေးပြီးချွေးတပ်ကိုဖွဲ့စည်းခဲ့ပါတယ်။ဒါဟာစစ်အာဏာရှင်တို့ရဲ့အလိုကျမြန်မာအီဒူတွေကိုအတင်းအဓမ္မအလုတ်အချွေးပြူခိုက်ဖို့စတင်လိုက်တဲ့အစီအစဉ်ပဲဖြစ်ပါတယ်။အဆောင်ပိုင်းမှာလူအင်အားမလုံလောက်မှုနဲ့ထပ်ပြေးမှုတွေရှိခဲ့ပေမဲ့ဂျပန်တပ်မတော်ရဲ့တစ်ချက်လွတ်အမိန့်နဲ့အတင်းအဓမ္မစုဆောင်းမှုတွေကိုဆက်တိုက်လှုပ်ဆောင်ခဲ့ပါတယ်။ငင်းဆန်ကွဲမရှိတဲ့အခြေအနေတွေကြားမှာထောင်တောင်းကြည့်တဲ့လူငယ်တွေရဲ့ဘဝဟာတေမင်းတမန်လမ်းပိုင်းစီကိုဦးတည်သွားခဲ့ရတော့ပါတယ်။ဗမာကာကွယ်ရေးတပ်မတော်ကသွေးနဲ့ရင်းရသလိုဒီမီးထားလန်းကအလုတ်သမားတွေကိုတော့ချွေးတက်လို့ခေါ်ဆိုခဲ့ကြပါတယ်။တပ်မတော်ကတိုက်ပွဲမှာသွေးမြေကျခဲ့ရသလိုချွေးတက်သားတွေကလည်းဒီလမ်းပိုင်းပေါ်မှာသူတို့ရဲ့လှုပ်အားနဲ့အသက်တွေကိုရင်းနှီးခဲ့ကြရတာပါ။လေချောင်းဘုံတန်တွေတတိုင်းတိုင်းကျနေတဲ့ကြားကနေခရိုင်ပေါင်းစုံကလူငယ်တွေကိုတတုတ်ပြီးတတုတ်စုဆောင်းခဲ့ကြပါတယ်။သူတို့ဟာဘယ်တော့မှပြန်မလာနိုင်တော့မဲ့တေမင်းတမန်လမ်းစီကိုပို့ဆောင်ခြင်းခံခဲ့ရတော့ပါတော့တယ်။မိုးတွင်းကာလရဲ့ကြမ်းတမ်းမှုယောဂဗျာနဲ့ငတ်မွတ်မှုတွေဟာအလုတ်သမားတွေအတွက်တော့ပေါ်ပြလို့မရနိုင်တဲ့ငရဲခန်းတစ်ခုဖြစ်ခဲ့ပါတယ်။ဒီဒဏ်တွေကိုမခံနိုင်လုံးလို့အသက်ဘေးကနေထွက်ပြေးသူတွေလည်းများပြားခဲ့ပါတယ်။ဒါပေမဲ့ဂျပန်တို့ကတော့အရှုံးမပေးခဲ့ပါဘူး။သူတို့ဟာဟေးဟိုးတက်ခွဲဝင်တွေနဲ့အင်အားဖြစ်ပြီးဘလို့အခြေအနေမျိုးမှမဆိုဒီလမ်းကိုအပိတတ်နိုင်ဖို့ကအတင်းအဓမ္မစူးစမ်းခဲ့ကြပါတယ်။တေမင်းနဲ့ရှင်ပြိုင်ပြီးဖောက်လုပ်ခဲ့ရတဲ့ဒီတမိုင်းဝင်လမ်းပိုင်းဟာအဲ့ဒီလိုသွေးချွေးမြက်ရည်တွေနဲ့ပဲညီကုန်းချုပ်ခဲ့ရတာပါ။ဒီနေ့တန်ဖြူစရက်မှာတော့စစ်အတွင်းကြဆုံးခဲ့တဲ့နိုင်ငံစုံကစစ်တီ3600ကျော်ရဲ့အယိုးပြာဒီကိန်းဝက်ရာမဟာမိတ်စစ်တင်းချိုင်ကတမိုင်းတက်တွေဖြစ်ကြံရည်နေပါတယ်